အားကစားဝါသနာရှင်တော်တော်များသိပြီးသားဖြစ်တဲ့ One Friday Fight ပွဲစဉ်တရားမြောက်မှာဒါအထူးအစီအစဉ်နေနဲ့လာမဲ့မလ14ရက်နေ့တောက်ကြညပေါ့နော်ထိုင်းစံတော်ချိန်9နာရီခွဲမှာဂျင်ပထိုးသက်တော်တော့မှာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာအထူးစီစဉ်နေတဲ့ကပွဲစဉ်တွေတော်တော်များဟိုစိတ်ဝင်စားစရာဖြစ်အောင် One Championship ကဖန်တီးလာတော့ပေါ့နော်ဆိုတော့အဲ့ဒီပွဲစဉ်တော်တော်များတဲ့မှာကျွန်တော်မြန်မာပြည်သက်တွေအတွက်စိတ်ဝင်စားစရာပွဲစဉ်ကောင်းပွဲကတော့ကျွန်တော်ရဲ့ညီငယ်လေးစူပါရီချမ်းပေါ့နော်ပြီးခဲ့တဲ့နောက်ဆုံးပွဲစဉ်တော့ဆိုလို့ရှိရင်စူပါရီချမ်းကသူ့ရဲ့ပြိုင်ဖက်ကိုပထမဦးဆုံးပွဲစဉ်မှာပဲသူကဟိုအလဲထိုးပြီးတော့ဟလားဒိုင်တော်မနေလိုက်တားရတာနော်အဲ့ပွဲစဉ်မှတ်မိကြမှာတယ်စူပါရီချမ်းဒီပွဲသိမ်းသွားတဲ့ပုံစံတော့တော်တော်ကောင်းတယ်ပြောပါတော့အဲ့တော့မွေထိုင်ပွဲစဉ်ပေါ့ဒါပေမဲ့ဒီတစ်ခေါက်မှာစိတ်ဝင်စားစရာဘာဖြစ်လို့ပိုကောင်းလာတယ်လဲဆိုတော့စူပါရီချမ်းကိုကြည့်မယ်ဆိုလို့ရှိရင်စူပါရီချမ်းနဲ့ဟိုထိုးသက်ရမယ့် fighter ကထိုင်းလူငယ် fighter ဖြစ်တဲ့ဆန်အာသစ်ပေါ့နော်ဒီဆန်အာသစ်က1နဲ့ဒါပထမအဆုံးစာချုပ်ဆိုတဲ့ပွဲမှာဒါစူပါရီချမ်းနဲ့ပွဲတည်ပေးလိုက်တယ်ပေါ့နော်ဒီပွဲတည်ပေးလိုက်တဲ့အချင်းတွေကိုကြည့်တဲ့အခါမှာသဘောရိုးတော့မဟုတ်ဘူးလားလို့ပေါ့နော်ဒါကျွန်တော်တို့ဒီဗီဒီယိုမှာနည်းနည်းသုံးသပ်ချင်တာကတော့ One Championship ရဲ့ boss ဖြစ်တဲ့ Chatri က One Championship မှာပထမဦးဆုံးထိုးဖို့လက်မှတ်ထိုးလာတဲ့ fighter ငယ်ဆန်အာသစ်နဲ့မြန်မာ fighter ဖြစ်တဲ့စူပါရီချမ်းကိုပွဲတည်ပေးလိုက်တာကစိတ်ဝင်စားဖို့တော့တော်တော်ကောင်းတယ်ဒါပေမဲ့တစ်ဖက်မှာလည်းဒါသူ့ရဲ့ပွဲစီစဉ်တဲ့ပုံစံကနည်းနည်းလေးသဘောယူတော့မဟုတ်ဘူးလားပေါ့နော်ဘာဖြစ်လို့ကျွန်တော်တို့အဲ့လိုပြောလဲဆိုတော့ဒီကျွန်တော်ရဲ့အတွေးအမြင်လေးကိုပြောကြည့်မယ်ပေါ့နော်ဒီပွဲစဉ်ကိုဘာဖြစ်လို့စီစဉ်တာလဲအဲ့တော့ဘာလို့ဒီလိုများစီစဉ်တာလဲပေါ့နော်အဲ့ဒါလေးကျွန်တော်ကစိတ်ဝင်စားတယ်ဆိုတော့ပထမဆုံးစိတ်ထဲမှာပေါ်လာတာကတော့ဒါကျွန်တော် fighter တွေနှစ်ယောက်ကိုနည်းလေးဟိုအချင်းချုပ်လေးကြည့်ကြည့်အောင်နော်စူပါရီချမ်းကထိုးတာကောင်းတယ်ပြီးခဲ့တဲ့ပွဲမှာလည်းနိုင်တာတော့ဟုတ်ပြီနော်ဒါပေမဲ့သူ့ရဲ့ background ကဒါမြန်မာလက်ဝိတ်ကနေလာတယ်ပြီးလို့ရှိရင်မွေထိုင်းမှာလာထိုးတယ်ပေါ့နော် One Championship မှာကျတော့မွေထိုင်းဟိုထိုးသက်တဲ့နီးနဲ့ထိုးရတာ哦ဒါပေမဲ့စူပါရီချမ်းမှာ kickboxing ကျွန်တော်သိသလောက်တော့ဒါမထိုးဘူးသေးဘူးဒါသူ့အတွက်လည်းပထမဆုံးဖြစ်မှာပေါ့နော် kickboxing တခါမှမထိုးဘူးသေးတဲ့စူပါရီချမ်းကို kickboxing ပွဲနဲ့တည်ပေးလိုက်တာပေါ့ဆိုတော့ဒါရလည်းတစ်မျိုးကြီးဖြစ်နေတာပေါ့နော်ဆိုမြန်မာလက်ဝိမှာကြီးမယ်ဆိုလို့ရှိရင်ဒါဟိုအကုန်ပါမယ်နော်နဘန်းတော့မပါဘူးပဲပြောချင်တာကဒီတတောင်စီးတို့လက်သီးတို့ခြေကန်တို့ပြီးလို့ရှိရင်ခေါင်းနှစ်ဖူးတိုက်တာတွေကြည့်ပါပါလားဒါပေမဲ့မွေထိုင်းမှာကျတော့မွေထိုင်းနဲ့မြန်မာလက်ဝိနဲ့ခြားနာသွားတာတော့ခုနကတော့ဒီကောင်းနှစ်ဖူးတိုက်တာမပါဘူးเนาะကောင်းနဲ့တိုက်တာခွင့်မပြုဘူးပေါ့ဆိုတော့စူပါရီချမ်းရဲ့ background ကဒါမြန်မာလက်ဝိရဲ့မွေထိုင်းရဲ့ပဲရှိတယ် kickboxing ကမရှိဘူးကျွန်တော်သိကြလောက်ပေါ့เนาะဆိုတော့ kickboxing နဲ့ rule နဲ့ထိုးရမယ်ဆိုတော့စူပါရီချမ်းကလက်သီးနဲ့ဒီကန်ချက်တွေကိုပဲကောင်းကောင်းပြင်ဆင်လာရတော့မှာပေါ့เนาะဒါပေမဲ့ဒီ kickboxing နီးစနစ်မှာစူပါရီချမ်းကတကယ်များအခုသူတွေ့ရမယ့် fighter နဲ့ဟိုတကယ်ပြိုင်ဖက်ကောင်းများဖြစ်မလားပေါ့เนาะဘာလို့ဆိုစူပါရီချမ်းကအတွေ့အကြုံမရှိဘူး kickboxing စူပါရီချမ်းရဲ့ပြိုင်ဖက်ဖြစ်တဲ့ဆန်အာသစ်ကိုကြည့်မယ်ဆိုလို့ရှိရင်ဆန်အာသစ်ရဲ့သူ့ရဲ့ဒီ Thai interview မှာကျွန်တော်ကြည့်လိုက်တာကတော့ဆန်အာသစ်လည်းပြောတယ် kickboxing ကဒါသူ့အတွက်ပထမဦးဆုံးအကြိမ်လို့ပြောထားတာပေါ့နော်ဆိုတော့ဆန်အာသစ်စူပါရီချမ်းရဲ့ပြိုင်ဖက်ဖြစ်တဲ့
Thai fighter အသက်22နှစ်ရှိတဲ့ Thai fighter ကလည်းဒါ kickboxing မှာအတွေ့အကြုံလုံးဝမရှိဘူးဆိုတော့ kickboxing တခါမှမထိုးဘူးသေးတယ်လို့နှစ်ယောက်ကို kickboxing rule နဲ့เนาะ kickboxing နီးစနစ်နဲ့ပွဲတည်ပေးလိုက်တာပေါ့ဆိုတော့ဒါကြီးကဘာကြောင့်လဲလူကြီးပွဲတည်လာတယ်ပေါ့เนาะဒါနည်းနည်းလေးတန်တရားရှိတယ်ပေါ့နောက်တစ်ခုကျတော့ဒီ Thai fighter ဖြစ်တဲ့ဆင်ဃာသစ်က kickboxing တော့အတွေ့အကြုံမရှိသေးဘူးလို့ပြောတော့လည်းပဲဆင်ဃာသစ်ရဲ့ဒီ champion เนาะသူကဒီလက်ရှိမှာ boxing ပေါ့နော် Thai မှာဒီသူရဲ့ weight တန်းမှာ boxing မှာဆိုလို့ရှိရင်သူက champion တော့မှသူက6ချိန်တိတိ champion ကိုကာကွယ်ပြီးတော့အနိုင်ယူထားခဲ့တယ်ပေါ့နော်ဆိုတော့ဆင်ဃာသစ်က kickboxing တော့အတွေ့အကြုံမရှိဘူးဆိုတော့လည်းပဲ boxing မှာကတအားကောင်းတာသူကနော်ဆိုတော့သူ့မှာနည်းနည်းလေးထပ်ပြီးတော့ကျင့်ရမှာကဟိုခြေထောက်လေးတွေကန်တာတို့ခြေထောက်အနေထားလေးတွေဒါလေ့ကျင့်ဖို့နည်းနည်းပါပဲလိုတာတကယ်တော့လည်းသိတော့မလို့ပြောမယ်ဒီစနစ်ပိုင်းကိုပဲသူကနည်းနည်းလေးဟို update ဖြစ်ရမယ်အနေထားမျိုးပေါ့နော်ဘာဖြစ်လို့ဆိုတော့ဆင်ဃာသစ်ရဲ့မိသားစုကိုယ်နိုင်ကဂျင်မှာဟိုမိသားစုရဲ့ဂျင်ရှိတယ်ပေါ့နော်ဒီမိသားစုရဲ့ဂျင်မှာပဲဒီဆင်ဃာသစ်ဆိုတာဆိုတဲ့ fighter ကဒီသူတို့ရဲ့ကိုယ်ပိုင်ဂျင်မှာပဲငငယ်တည်းကြီးလာဆိုတော့ boxing ဖက်ကိုသူကဟိုရှင်ပြန်ထိုးတတ်တယ်ဆိုတော့လည်းပဲဒီမွေးထိုင်းတော့เนาะခြေထောက်ဟိုကန်တာတို့လက်သီးထိုးတာတို့ကသူတို့ကျင်မှာဒါနေ့တိုင်းနေ့ပတ်ဒါဆော့နေတဲ့ဟာပဲသူကသာ kickboxing kickboxing မှာမထိုးဘူးနောက်တော့မွေးထိုင်းဘက်မှာလည်းဟိုသူထိုးတော့ထိုးဘူးမယ်ဗျာဒါပေမဲ့တကယ်ပြိုင်ဖက်အနေနဲ့သူက professionally မွေးထိုင်းထိုးတာတော့မဟုတ်ဘူးသူကတကယ် professional တွေတော့ kickboxing ပေါ့နော်ဆိုတော့သူတို့မှာကိုယ်ပိုင်ဂျင်ရှိတယ်မွေထိုင်းကိုလည်းအချိန်ချင်းတာကတွေးတယ်လေ့ကျင့်တဲ့ပုံကိုဟုတ်တယ်သူကဆိုတော့သူ့အတွက်ကတော့ဒါ kickboxing လာမယ်ဆိုလို့ရှိရင်ခုနပြောသလို professionally ကတော့သူက boxing မှာကတကယ် champion ကို6ချိန်တိတိတော့ကောက်ွယ်ထားပြီးတော့အနိုင်ယူထားတဲ့ပုံကိုပေါ့နော် fighter ပေါ့ပြီးလို့ရှိရင်သူတို့မှလည်းကိုယ်ပိုင်ဂျင်တွေပဲရှေ့ကခြေထောက်တွေပဲကန်နေပါလေကဒါအသေးမောပေါ့ပြောချင်တာသူကဒါလေ့ကျင့်နေပြီးသားပြသူ့အတွက်ကဘာမှထပ်ပြီးတော့လုံးစရာသိမလို့ဘူးဒါပေမဲ့ kick ဒီ boxing မှာကျတော့ခုနပြောလို့ professionally တအားကိုကောင်းတဲ့ fighter ဖြစ်တယ်ပေါ့နော်ဆိုတော့တကယ်တမ်း kick boxing ဒီ one championship မှာကြည့်မယ်ဆိုလို့ရှိရင်ဗျာ super ရေချမ်းတဲ့ကောင်းတဲ့ဒီ kick boxing fighter တွေအခုသူတို့နှစ်ယောက်ထိုးမဲ့ဒီ super ရေချမ်းနဲ့ဆင်ဃာသစ်နဲ့ထိုးမဲ့ weight တန်းကတော့ဒါပေါင်140ပေါ်လာတာအိုးဆိုတော့ပေါင်140ပတ်ဝန်းကျင်မှာ kick boxing ထိုးနိုင်တဲ့ one championship မှာထိုးနိုင်တဲ့လူတွေကျွန်တော်ထင်တာတခြားလူတွေအများကြီးရှိတယ်ဗျာထိုင်းအချင်းချင်းလည်းရှိတယ်တခြားနိုင်ငံခြားသားတွေလည်းရှိတယ်ဒါပေမဲ့သူကစူပါရီချမ်းကိုဘာကြောင့်ရွေးလိုက်တာလဲပေါ့စူပါရီချမ်းက kickboxing မှာလည်းအတွေ့အကြုံလည်းမရှိဘူးဒါတက်ရွယ်ဆိုလို့ရှိရင်ဒါ20ပဲရှိသေးတယ်ပေါ့နော်စူပါရီချမ်းရဲ့အသက်ကတော့20ပဲရှိသေးတယ်ဒါပေမဲ့အတွေ့အကြုံအားဖြင့်မွေထိုင်းဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဒါစူပါရီချမ်းကအတွေ့အကြုံအားနည်းတယ်အတွေ့အကြုံနည်းသေးတယ်ပေါ့နော် kickboxing မှာဆိုလို့ရှိရင်လည်းဒီတိုင်းဆိုလို့ရှိရင်ဒါsuper ရေချမ်းအတွက်လည်းဒါပထမအဦးဆုံး kickboxing ပွဲစဉ်ပေါ့နော်ဆိုတော့ super ရေချမ်းနဲ့သူ့ရဲ့ပြိုင်ဖက်ဖြစ်တဲ့ဆန်ဟာသစ်ကို one championship ချက်ထရီကတလို့ပွဲတည်ပေးလိုက်တယ်ဆိုတော့နည်းနည်းတမျိုးကြီးပေါ့နော်ခုနပြောသလိုပေါ့ဆိုတော့ဘာကြောင့်သူဒီပွဲစဉ်ကိုတည်ပေးလိုက်တာလဲပေါ့နော်အဲ့ဒါလေးကျွန်တော်အချက်၃ချက်လေးပြောပြချင်တယ်ပထမအဦးဆုံးတစ်ချက်အနေနဲ့ကတော့ဒါကျွန်တော်ရဲ့အမြင်ပေါ့နော်ပထမအဦးဆုံးအနေနဲ့ဒါ one championship က Chatri ဘောနော်သူ boss Chatri ကပွဲလို့ကျွန်တော်တို့လေ့လာမယ်ဆိုလို့ရှိရင်ဒါ Thai fighter တွေတော်တော်လေးသူက promote လုပ်နေတဲ့အချိန်ပေါ့နော်ဆိုတော့ပထမအဦးဆုံးစာချုပ်တဲ့ဒီဆန်အသစ်ပေါ့နော်ဒါပထမအဦးဆုံးဆန်အသစ်ရဲ့ပထမအဦးဆုံးစာချုပ် one မှာပထမအဦးဆုံးစာချုပ်ဖြစ်တဲ့အခါမှာတခြား Thai fighter တွေနဲ့တည်ပြီးမယ်တခြားနိုင်ငံခြားသားတွေနဲ့အတွေ့အကြုံရင့်တဲ့ကောင်နဲ့တည်ပြီးမယ်ဆိုလို့ရှိရင်သူပွဲတစ်ထုတ်လာတဲ့သူ့ရဲ့ fighter ဖြစ်တဲ့ဆန်အသစ်ကရှုံးသွားမယ်ဆိုလို့ရှိရင်ဒါကျွန်တော်ထင်တာဟိုသူမျက်နှာလေးလည်းပြက်စရာဖြစ်နိုင်တယ်လို့ဒီသူခေါ်လာတဲ့ကစားသမားအသစ်ကလည်းရှုံးသွားမယ်ဆိုကစားသမားအသစ်အတွက်လည်းဒါဟိုမျက်နှာပြက်စရာတွေစိတ်တက်ကြစရာတွေလည်းဖြစ်နိုင်တယ်ဆိုတော့ရှင်းပြောမယ်ဆိုလို့ရှိရင်သူနိုင်စေချင်တယ်ဗျာ
သူပွဲခေါ်လာတဲ့ Thai fighter ကိုသူကပွဲထုတ်ချင်တာပွဲထုတ်တဲ့အခါမှာလည်းအနိုင်နေနဲ့ပဲသူကပွဲထုတ်ချင်တယ်ဆိုတော့သူရဲ့ Thai fighter တွေကောင်းကြောင်းသူရဲ့ one championship ဟိုနာမည်ပူကြီးအောင်သူရဲ့ fighter ခေါ်လာတဲ့လူတွေကဒါစွမ်းဆောင်နိုင်ခြင်းရှိတယ်တကယ်ကောင်းတဲ့ fighter တွေခေါ်လာတယ်ဆိုတော့သူပြချင်တဲ့အနေနဲ့သူခေါ်လာတဲ့ fighter ကနိုင်မယ်လို့ထင်တဲ့ fighter နဲ့ပွဲတည်ပေးတဲ့ကဲလို့ပဲကျွန်တော်အထင်တယ်နော်ခုနပြောလို့ Thai fighter လည်းအများကြီးရှိတယ်140ပေါင်မှာနိုင်ငံခြားသား fighter တွေလည်း kickboxing မှာရှိတယ်ဒါပေမဲ့အဲ့ဒီအတွေ့အကြုံရှိတဲ့လူတွေမတည်ပြီးပဲနဲ့ကျွန်တော်တို့ငငယ်လေးဖြစ်တဲ့ super ရေချမ်းနဲ့လာတည်ပေးတယ်ဆိုတာကဒါသူ့ရဲ့ဒီကစားသမားအသစ်ဆိုင်အသစ် Thai ကစားသမားအသစ်ကိုနာမည်ရစေချင်တဲ့အကြောင်းလည်းရှိမယ်ပွဲထုတ်လာတဲ့ခါမှာဒါကစားသမားရော one championship ကိုနာမည်ရချင်တဲ့အတွက်ကြောင့်မို့ဒါဒီပွဲကိုစီစဉ်လိုက်တယ်လို့ကျွန်တော်ကတော့သုံးသပ်မိတယ်ပေါ့ဒါပထမဆုံးချက်နေတယ်ပေါ့ဒုတိယအချက်ကြတော့ချက်ထရီကမြန်မာပြည်သက်တွေရဲ့အင်အားကိုကောင်းကောင်းသိတဲ့အနေအထားမျိုးရှိတယ်ဆိုတော့ပြီးခဲ့တဲ့နှစ်ဒီပွဲစဉ်ကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်မြန်မာ fighter တွေမပါဘူးဆိုလို့ရှိရင် online မှာပဲကြည့်လိုက်တာမြန်မာပြည်သက်တွေကကိုတော့ဖွားပြီးမြန်မာ fighter တွေမပါဘူးလားခင်ဗျာ Thai fighter ပဲခေါ်တာလားဘာညာပေါ့ဆိုတော့မြန်မာ fighter တွေကလည်း sorry မြန်မာပြည်သက်တွေလည်းမြန်မာ fighter တွေမပါလာတဲ့ခါမှာ one championship ကနေပြီး unfollow လုပ်တာတို့เนาะ unlike လုပ်တာတို့เนาะပြီးလို့ရှိရင်သွားပြီးတော့အဲ့မှာသွားပူစာနေတာတို့တအားများတဲ့ခါမှာကျွန်တော်ထင်တာမြန်မာပြည်သက်ရဲ့ခွန်အားပေါ့เนาะမြန်မာပြည်သက်ရဲ့တကယ်စုစည်းမှုကြီးကိုဒါ one championship ရဲ့ boss chatry ကကောင်းကောင်းသိတဲ့အနေအထားမျိုးရှိတယ်ဒါကြောင့်မို့သူကအခုနောက်ပိုင်းကျွန်တော်ကြည့်မယ်ဆိုအပတ်စင်တိုင်းလို့မှာမြန်မာ fighter တွေသွားထည့်ပြီးတယ်ဘာဖြစ်လို့လဲဆိုတော့သူရဲ့ one championship ကိုဒါမြန်မာပြည်သက်တွေကြားထဲမှာလဲဒါ promotion လုပ်ချင်တာလည်းပါတယ်မြန်မာပြည်သက်တွေရဲ့ဒီပါဝင်နိုင်မှုသူတပြည့် online မှာပါဝင်နိုင်မှုကအရန်ကိုကြီးမားတာမြန်မာပြည်သက်တွေတကယ်တော်များသိတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်တို့ပါဝင်ပေါ့ဒါဟိုမြန်မာ fighter တွေအတွက်ဆို crazy ဒီကြီးပဲသိမလား MMA ကြည့်မလားမွေထိုင်းကြည့်မလားမြန်မာလက်ဝဲတော့1မှာတော့မပါလာသေးဘူးပေါ့နော်ဒါပေမဲ့လို့ဟိုမြန်မာ fighter ပါတဲ့ပွဲစဉ်တိုင်းကမြန်မာပြည်သက်တွေကတကယ်စူညံပြီးသားပဲနော်တကယ်ကို very active ဖြစ်ပြီးသားပဲ now one championship ရဲ့ follow ကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ဟိုနန်ကင်းကနေတော့မပြောတတ်ဘူးဒါပေမဲ့မြန်မာပြည်သက်တွေတော်များ millions နော်တိုင်းနဲ့ချီပြီးတော့အဲ့မှာone championship ကို follow လိုက်ထားတဲ့ပြည်သက်တွေအများကြီးရှိတယ်မြန်မာပြည်ကဖြစ်ဖြစ်နော်ဟိုထိုင်းမှာရောက်နေတဲ့မြန်မာတခြားနိုင်ငံမှာရောက်နေတဲ့မြန်မာတွေအများကြီးရှိတယ်ဒါကြောင့်လို့မြန်မာပြည်သက်တွေကိုထောက်ထားတဲ့အနေနဲ့မြန်မာပြည်သက်တွေကိုရှုံမှကြောက်လို့နော်ဒါရှုံမှကြောက်တယ်ဆိုတော့လေဒါသူ့အတွက်ကောင်းကျိုးသူ့အတွက်အမျက်အကျိုးကိုကြည့်ပြီးတော့ဒါမြန်မာပြည်သက်တွေအတွက်ပွဲစီစဉ်ပေးတယ်လို့ဒါဒုတိယချက်နဲ့ထင်တာပေါ့နော်ဒါတတိယချက်ကြတော့ဒါ positive ဘက်ကပြောရမလားဟာလားအကောင်းတဲ့ဘက်ကနေကြည့်မယ်ဆိုရင်တတိယချက်ကတော့ဘာပဲပြောကျွန်တော်မြန်မာ fighter တွေကိုနေရာပေးခြင်းတယ်နော်တခြား fighter တွေနဲ့ရှင်းမယ်ဆိုလို့ရှိရင်နေရာပေးခြင်းတာဖြစ်နိုင်တယ်ဒါလို့ချင်းဒီမြန်မာ fighter တွေကိုနေရာပေးပြီးတော့ဟာလားသူတို့ရဲ့ဟိုနီးစနစ်တွေသူတို့ရဲ့ထိုးနှံဆွမ်းတွေဘယ်လောက်ရှိလဲဆိုတာကိုသူကတွဲခေါ်ပေးခြင်းတဲ့သဘောလေးရှိတာပေါ့နော်ဆိုတော့ခုနအချုပ်နဲ့ပြောမယ်ဆိုလို့ရှိရင်တခါမှ kickboxing မှာမထိုးဘူးသေးတဲ့ super ရေချမ်းကို boxing မှာအရန်ကို professionally ကောင်းနေတဲ့ Thai fighter နဲ့ပွဲတင်ပြီးလိုက်တာဒီဒါ Chatri ကသူခေါ်လာတဲ့ Thai fighter နာမည်ရအောင်သူရဲ့ one championship နာမည်ရအောင်ဒါလောက်တာဖြစ်နိုင်တယ်ဒုတိယ point ကြတော့ဟိုဆွမ်းနာပြောသလိုမြန်မာပြည်သက်တွေကိုသူကလက်မလွတ်ချင်လို့လှုပ်လိုက်တဲ့သဘောတတိယချက်ကြတော့ဒါမြန်မာ fighter တွေကိုနေရာပေးချင်တာတို့သူရဲ့ထိုးစွမ်းတွေကိုစမ်းသပ်ချင်တာဖြစ်နိုင်တယ်ဒါဘာပဲပြောအခုလာမဲ့တောက်ကြနေမလာ14ရက်နေ့မှာကျတော့ဒါကျွန်တော်ငယ်အသက်20ရွယ်ရှင်ကြီး super U channel Thai fighter ဖြစ်တဲ့ဆန်အသစ်အသက်22နှစ်အရွယ်เนาะ boxing မှာ professional ဖြစ်နေတဲ့ fighter ကဒါထိုးသက်ရတော့မယ်ဆိုတော့ဘလို့ချီနေနေပဲဖြစ်ဖြစ်ဗျာကျွန်တော်တို့ကတော့မြန်မာ fighter ဖြစ်တဲ့လေး super ရေချမ်းကိုအနိုင်ရစေချင်တယ်ဒါပေမဲ့
ချစ်နိုင်ချေကတော့ကျွန်တော်နဲ့သုံးသပ်ရမယ်ဆိုလို့ရှိရင်တော့စူပါရီချမ်းရဲ့ဟိုနိုင်ချေကတော့ဗျာအခွင့်ကောင်းတာရမယ်ထိုးခွက်တာဟိုကောင်းအချက်ကောင်းလေးတာဟိုသူ့ရဲ့ပြန်ပဲဆန်အတစ်ကတာအချက်တွေမှားပြီးတော့စူပါရီချမ်းကနေရာကောင်းတွေရခဲ့မယ်ဆိုလို့ရှိရင်ဒါတော့စူပါရီချမ်းလည်းအထင်သေးတာတော့မဟုတ်ဘူးဟို30ရာခိုင်နှုန်းလောက်တော့သူလည်းနိုင်ချေလို့ရှိရင်ဒါပြိုင်ဘက်ဆိုတော့လေနော်ဒါပေမဲ့တစ်ဖက်ကသူ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ဆန်အတစ်ကိုကျွန်တော်တို့ကသုံးသက်ကြည့်မယ်ဆိုလို့ရှိရင်ဒါသူကလက်ရှိမှာချန်ပီယံသူ့ရဲ့ weight တန်းမှာပေါ့နော်ဟိုချန်ပီယံဖြစ်ခဲ့တဲ့ပုံကိုပြီးလို့ရှိရင်ချန်ပီယံကို6ကြိမ်တိတိတော့မှာကာကွယ်ပြီးတော့ boxing မှာပေါ့နော်6ကြိမ်တိတိကာကွယ်ပြီးတော့အနိုင်ရရှိထားတဲ့လူငယ်လေးဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုအတွေ့အကြုံရတော့၎င်း power เนาะတကယ်ထိုးချက်တွေရဲ့ပြင်ပြမှုတွေတော့ technical ဘိုင်းရတော့၎င်းဆန်အတစ်ကအများကြီးတာတယ်လို့ကျွန်တော်အထင်เนาะဆန်အတစ်ကဒီ time မှာပဲထိုးတာမဟုတ်เนาะဟို US မှာလည်းတွားပြီးတော့သူ့ရဲ့ဗီဒီယိုတစ်ခုမှကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဒီ Mayweather ရဲ့ gym မှာတွားပြီးတော့တွားလေ့ကျင့်တယ်ဆိုတော့ technical ဘိုင်းတွေသူ့ရဲ့လေ့ကျင့်ပြင်ဆင်မှုတွေကဒါပြီးခဲ့တဲ့နှစ်တွေကအစားပြောချင်တာလေသူဒီ boxing ထိုးတဲ့ဒီတက်တန်းတစ်လျှောက်မှာသူကတော်တော်လေးကို professionally ထိုးလာတယ်ဒီ international မှာလည်းသူကသွားထိုးတယ်လေ့လာတဲ့ပုံပေါ့နော်ဆိုတော့သူတို့နှစ်ယောက်ရဲ့နိုင်ချေနှုန်းကတော့ဆန်အသစ် Thai fighter က80ရာခိုင်နှုန်းလောက်ရှိမယ်လို့ကျွန်တော်ထင်တယ်မြန်မာ fighter ဒီ super yi ချမ်းကြတော့ဒါ30ရာခိုင်နှုန်းလောက်ပေါ့နော်ဒါအခြေအနေကောင်းအောင်လည်းပြောင်းလဲတော့ဖြစ်သွားနိုင်တယ်ဒါပေမဲ့ခုနကျွန်တော်ပြောတဲ့နီးစနစ်ပိုင်းတော့၎င်းထိုးချက် power ဒီပိုင်းတော့၎င်းပေါ့နော်အတွေ့အကြုံရတော့၎င်းဒီ Thai fighter ဆန်အသစ်က80ရာခိုင်နှုန်းနိုင်ချေရှိတယ်ပထမအဦးဆုံးပွဲစဉ်မှာတော့ကျွန်တော်ထင်တာဆန်အသစ်က knock out နဲ့ super yi ချမ်းကိုနိုင်သွားနိုင်တဲ့အခြေအနေရှိတယ်လို့ကျွန်တော်တို့သုံးသပ်မိတယ်